ตายาငါပါတဲ့မနက်ခင်းလေးတစ်ခုမှပေါ့ကြောင်တစ်ချောင်းမှာပူပြီးဆိုတဲ့ကောင်မလေးတယောက်ရှိတယ်သူဟာကြောင်သူ့မလေးတယောက်ဖြစ်ပြီးငဘန်းတို့ပြက်ပွေရဲ့ပြီးခေါင်းဆောင်ဖြစ်တဲ့သူဒီအမြဲတမ်းစားတော်သူတူဖြစ်ပြီးသူ့ကိုအတန်းဖို့မြန်ကပကြည့်မနဲ့ဖြစ်တဲ့တနေ့တော့သူ့အချက်ရောက်ရတဲ့သူ့နဘန်းပွဲတော့အချက်ရောက်ရတဲ့သူကနဘန်းပွဲတော့ကနက်တယ်လို့ရောက်လာတဲ့သူရောက်လာပြီမဲ့နဲ့အထဲမှာမန်းဒီကွဲသူ့အတန်းဖို့တွေကိုလည်းမတွေးတော့သူဟာကြောက်သွားတယ်နောက်သူနဲ့ကြီးတွေဘရောက်သွားတယ်နဲ့သူစဉ်းစားနိုင်တယ်နောက်ပြီးသူအောက်ရှိကြီးကိုဆုံးဖြတ်နိုင်တယ်အောက်ရှိကြီးမှာလည်းဆိုပြီးတော့သူဒီအောက်ရှိကြီးနိုင်တယ်နေရာတိုင်းမှာမှန်းကိုယ်တော့ပါနာဘာလို့ဖြစ်နေတာဆိုတော့ကြီးနိုင်တယ်အဲ့ဒီအချိန်မှာသူစမ်းတော့တခုကြီးနိုင်ရတယ်ဘာတဲ့လည်းမသိဘူးဘဒူကြီးလေဆရာမတယောက်ထိပြီးတော့သူကတန်းတော့အပြေးသွားပြီးတွန်းတော့ဆက်ဖို့လုပ်တယ်သူအစေးရောက်တော့အဲ့ဒါဆရာမမဟုတ်ဘူးသူတီးလိုက်ရတယ်ဘာကြီးနေဆိုပြီးကြောက်ထွက်ပြေးသွားတယ်ဆိုပြီးပဲဆိုပြီးတော့ထွက်ပြေးသွားတယ်သူလည်းတတိရှိစွာနဲ့နမန်းတော့တမိုင်းခေါင်းတော့ဖြစ်တာကြောင့်လက်ချေပစိတ်တဲ့ကိုကိုက်များတွေကဘာမှမသိစပါဘူးသူခမညာပြေးနဲ့ချော်နေကြတော့တယ်ချော်နေဝါမပြီးသူတို့ကလည်းစီသွားကအဲ့ဒီနေတဲ့ထွက်လာတယ်ထွက်လာလိုက်တာပဲအမားကြီးမားသွားတယ်ဒီဟာကသူ့ရဲ့ဘဝနောက်ဆုံးစကြောင်းကိုသူမသိစဘူး